ဒီလိုနေရာမျိုးမှာစာသင်နေရလိမ့်မယ်လို့ကျမကိုကျမတခါမှမတွေးထားမိခဲ့ဘူးဒါပေမဲ့အဖက်ဖက်မှာလိုအပ်မှုတွေရှိနေတဲ့ဒီဟာကလေးတွေရဲ့မျက်လုံးကိုတွေးလိုက်မိတဲ့အချိန်မှာကျမလှစ်လျူမရှုနိုင်ခဲ့ဘူးပိုကောင်းတဲ့အနာဂတ်ရဖို့အခွင့်အလမ်းနည်းတဲ့မျိုးဆက်တစ်ခုကိုမြင်လိုက်ရတော့ကျမတစ်ခုခုလုံးမရတော့မယ်ဆိုတာသိလိုက်တယ်ဒီမှာစာသင်ရတာတကယ်ကိုမလွယ်ကူလှပါဘူးကျမဆရာအတတ်တင်ပညာနဲ့ပတ်သက်ပြီးသင်တန်းတွေမတက်ဘူးတော့ကလေးတွေပညာရေးအတွက်ကျမထိထိရောက်ရောက်သင်ကြားပေးနိုင်ပါမလားလို့စိုးရိမ်မိတယ်ကျမရဲ့ចောင်းသားចောင်းသူတွေမှာတချို့ကသင်ယူရာမှာနှိပ်ကွေးတယ်သူတို့မှလည်းတစ်ဖက်ကအရွယ်နဲ့မမျှတဲ့လောကဓာတ်တွေကိုကြုံတွေ့နေရတယ်လေတော်တော်များများလက်ပလာနဲ့ဒီကိုရောက်လာကြတယ်သူတို့လေးတွေကိုကျမစာသင်ပေးနေရတဲ့ပုံဝန်းကျင်နဲ့အခြေအနေတွေကအကောင်းဆုံးတော့မဟုတ်ပေမဲ့ကျမသူတို့လေးတွေအပေါ်လုံးဝလက်လျှော့လိုက်လို့တော့မဖြစ်ဘူးဒီကလေးတွေမှာပညာရေးတွေမကတခြားလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်သူတို့အပေါ်ဂရုစိုက်မှုနားလည်မှုနဲ့စိတ်ရှည်သိခံမှုတွေကိုလိုအပ်တယ်လို့တခါတလေမှသူတို့ရဲ့စိတ်ခံစားချက်ကိုတေချာနားထောင်ပေးမဲ့သူတယောက်အဖြစ်ရှင်းနေပေးဖို့လိုအပ်တာကိုလည်းတွေ့လာရတယ်သူတို့လေးတွေစိတ်ပင်ပန်းနေချိန်မှာဂရုစိုက်ဖို့အချိန်ပိုပေးရတာမျိုးပဲဖြစ်ဖြစ်စိတ်ခွန်အားဖြစ်စေမဲ့စကားလေးတစ်ခွန်းပဲဖြစ်ဖြစ်သူတို့နားမှာအတူတူရှိပေးရတာမျိုးပဲဖြစ်ဖြစ်လှုပ်ပေးတဲ့အောင်အကုန်လှုပ်ပေးဖို့ကြိုးစားမယ်တခါတလေကိုမေးမိတယ်သူတို့လေးတွေကပညာရေးနဲ့ပတ်သက်တဲ့အထောက်အပံ့လိုအပ်ချက်တွေအပြင်တခြားဘဝလိုအပ်ချက်တွေလည်းအများများပြီးအရွယ်နဲ့မလိုက်အောင်တွေ့ကြုံရတဲ့ကြီးမားလှတဲ့ရုန်းကန်မှုတွေနဲ့ရှင်ကျမဘက်ကလှုပ်ပေးနိုင်တဲ့အရာတွေကလုံလောက်မနေဘူးဆိုတာခံစားလာရတယ်ပြီးတော့သူတို့လေးတွေနားလည်အောင်သင်ကြားပေးနိုင်မယ်ဆရာမကောင်းတစ်ယောက်ကောဖြစ်နိုင်ပါမလားအဲ့ဒါတွေကြောင့်ဆက်မလုပ်နိုင်အောင်အရှုံးပေးခြင်းစိတ်တွေဖြစ်လာတယ်ကျမအတွေ့ကိုပြောင်းလဲစေခဲ့တဲ့အဖြစ်အပျက်တစ်ခုဟာမကြီးမားပေမဲ့တက်ရောက်မှုတစ်ခုတော့ဖြစ်စေခဲ့တယ်အခုဆိုအတန်းထဲမှာရှက်တက်ပြီးစကားလဲတဲ့ကလေးလေးဟာစကားတွေအများကြီးပြောလာပြီစာဖတ်ဖို့ခက်ခဲနေတဲ့ကလေးတွေစာဖတ်တက်လာပြီတချင်ကအပြုံးအရည်နေပြီးကြောက်တက်တဲ့ကလေးလေးဟာပထမဦးဆုံးအကြိမ်ပြုံးပြလာပြီအဲ့လိုပြောင်းလဲမှုလေးတွေဟာကျမဘာကြောင့်ဒီနေရာမှာရှိနေရလဲဆိုတာအသိပေးနေတယ်ကျမအတွက်ဒီခရီးလမ်းဟာခက်ခဲကြမ်းတမ်းပေမဲ့ထိုက်တန်မှုတွေရှိတယ်လို့အမြဲတမ်းပေးနေတဲ့အရာသူတို့ရဲ့လှမ်းနေတဲ့ခြေလှမ်းတွေပါပဲသူတို့လေးတွေကအနာဂတ်ရဲ့မီးတောက်လေးတွေပါပြီးတော့အဲ့ဒီအနာဂတ်ကိုပို့ပြီးတောက်ပအောင်ပုံဖော်ပေးနိုင်မဲ့သူတွေလို့ကျမယုံကြည်တယ်ကျမပေးနိုင်တဲ့အရာတွေအများကြီးတော့မရှိပေမဲ့ကျမပြိုးထောင်ပေးတဲ့ကလေးတစ်ယောက်ချင်းစီတိုင်းကကျမထွန်းညှိပေးလိုက်တဲ့မီးတောက်တစ်ခုစီလိုပဲပိုမိုတောက်ပကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ်လို့ကျမယုံကြည်တယ်ဆရာမများနှလုံးသားနဲ့ရင်းပြီးပညာသင်ကြားပေးနေတဲ့စိတ်နဲ့ဆက်လက်ရှင်သန်တောက်ပပေးပါဆရာမတို့ထွန်းညှိပေးလိုက်တဲ့ပညာလင်းရောင်ဟာကလေးတိုင်းရဲ့အနာဂတ်စိတ်ကူးကိုပုံဖော်ပေးနိုင်ပါတယ်